こんにちは。ဒီနေ့မှာကတော့ဝါခဲတာဆိုတဲ့ grammar လေးကိုရှင်းပြပေးချင်ပါတယ်။အဲ့တော့အရင်ဆုံးဝါခဲတာဆိုတဲ့ grammar လေးရဲ့အဓိပ္ပာယ်ပေါ့နော်။ဒီအဓိပ္ပာယ်ကနာနီပေါ့အရှိရဟာလေးကဖြစ်မှာပဲအဲ့လိုဖြစ်တာမထူးဆန်းဘူးဆိုတဲ့အဓိပ္ပာယ်ဒါဖြစ်လိဖြစ်တာရှိတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဘာကြောင့်ဖြစ်တာလဲဆိုရင်သူ့ရဲ့ရှေ့မှာအဲ့လိုဖြစ်ရတဲ့အကြောင်းရင်းတစ်ခုကအမြင်နဲ့ကပ်ပါနေပေါ့နော်အဲ့ဒီအကြောင်းရင်းကဒီလိုမျိုးဖြစ်နေဒါကြောင့်မလို့ဒီလိုဖြစ်တာမထူးဆန်းဘူးဒါဖြစ်မှာပဲဒါပုံမှန်ပဲဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့တုံးလေးဝါခဲတာဆိုတာပေါ့နော်အဲ့တော့သူ့ရဲ့အရင်ဆုံး pattern လေးကိုကြည့်မယ်ဆိုလို့ရှိရင် noun ပေါ့ verb adjective နာ adjective ရှိမယ် noun ဆိုလို့ရှိရင်ကြတော့နာဒါမှမဟုတ်လို့ရှိရင် there တို့ပေါင်းပြီးတော့မှဝါခဲတာလေးကိုထပ်ပြီးပေါင်းထည့်ရတာပေါ့နော်verb form မှာဆိုလို့ရှိရင်လည်း verb က plain form ဖြစ်ရမယ် plain plus ဝါခဲတာ adjective ဆိုလို့ရှိရင်လည်း plain plus ဝါခဲတာနာ adjective မှာကကြတော့နာကိုဘာလဲဆိုရင်ဖြုတ်စရာမလိုဘူးနာ plus ဝါခဲတာပေါင်းလိုက်ရပြီပေါ့နော်အဲ့တော့ပြန်ပြောပါမယ် noun ဆိုလို့ရှိရင်နာဒါမှမဟုတ်လို့ရှိရင် there တို့ plus ဝါခဲတာ verb ဆိုလို့ရှိရင် plain form plus ဝါခဲတာ adjective ဆိုလို့ရှိရင် plain plus ဝါခဲတာနာ adjective ဆိုရင်ကြတော့နာ plus ဝါခဲတာပေါ့နော်အဲ့တော့ဒီ pattern လေးကိုအရင်ဆုံးပြောပြပြီးသွားပြီဆိုတော့နမူနာစာကြောင်းလေးတွေကိုအရင်ဆုံးကြည့်ကြည့်မယ်ပေါ့နော်彼は日本に10年住んでいたから日本語が上手なわけだသူကဂျပန်မှာ10နှစ်တောင်မှနေလာခဲ့အတွက်ကြောင့်မလို့ဂျပန်စာတော်တာမဆန်းပါဘူးဂျပန်စာတော်မှာပဲလေအဲ့လိုမျိုးပေါ့နော်အဲ့တော့သူဂျပန်စာတော်နေတာဘာလို့လဲသူဂျပန်မှာ10နှစ်ကြီးများတော့နေလာတယ်ဆိုတဲ့အကြောင်းရင်းပေါ့နော်အဲ့တော့ဒီလိုအကြောင်းရင်းများကြောင့်မလို့ဒီလိုတော်တာဆိုတာပြောချင်တာပေါ့နော်အဲ့တော့ဒါအထူးဆန်းမဟုတ်ဒီလိုဖြစ်တာမဆန်းတော်မှာပဲသူကဂျပန်စာဂျပန်မှာ10နှစ်တောင်နေလာတာပေါ့နော်အဲ့လိုတိတ်မျိုးပြောတာပါအဲ့တော့နောက်ထပ်နမူနာစာကြောင်းလေးကိုတွားကြည့်ရပေါ့နော်အဲ့တော့ဒီမှာကကြတော့ဂျောစုနာဆိုရင်ဒီမှာသူကနာ adjective နဲ့သုံးပြထားတာပေါ့နော်နာ plus ဝါခဲတာnext ပေါ့နော်နောက်ထပ်စာကြောင်းတစ်ခုစွန်းနာနီဆွေးဝါခဲတာဒီလောက်ပူညာဒီလောက်တောင်ပူနေမှာပေါ့အဲ့လိုမျိုးပေါ့ဒီလောက်ပူတာမဆန်းပါဘူးလေဆိုတော့အပြင်ကစမ်းကျူကော့တူတာရော35ဒီဂရီတောင်မှလေအဲ့တော့ပူမှာပေါ့ပြင်မှာ35ဒီဂရီတောင်မှလေအဲ့လိုပေါ့နော်ပြောချင်တယ်အဲ့တော့ပြင်မှာ35ဒီဂရီတောင်ရှိနေမှာတော့ပူတာမဆန်းပါဘူးပေါ့နော်အဲ့လိုမျိုးပြောတာပါဒီမှာဆိုရင်ဆွေးဝါခဲတာဆိုရင် adjective plus ဝါခဲတာပုံစံနဲ့သုံးပြသွားတာပေါ့နော်တန်ခီကဆွေးတယ်နာမီးတွေမဖွင့်ထားဘူးမီးတွေပိတ်နေပါလားသားတယ်မူအနိုင်ဝါခဲတာဘူးမှမရှိလို့နေမှာပေါ့အဲ့တော့မီးတွေဖွင့်ထားရဆိုရင်သူတယောက်ရှိမယ်လေအဲ့တော့ဥမာညဘက်ပဲဖြစ်ဖြစ်ဆိုရင်မီးတွေပိတ်ထားမှာတော့ဘယ်သူမှမရှိဘူးပေါ့ဒီလိုပဲတတ်မှတ်လိုက်တာပေါ့နော်ဘယ်သူမှမရှိလို့နေမှာပေါ့ဒန်ခီကဆွေးတဲ့နိုင်သားတယ်မူအနိုင်ဝါခိုက်တာဘယ်သူမှမရှိတဲ့နေမှာပေါ့ဒီမှာဆိုလို့ရှိရင်ထားတယ်မူအနိုင်ပေါ့နော်ဝါခဲတာဒီမှာကတော့ verb plain form နဲ့တုံးထားတာပါမရှိဘူးဆိုတဲ့ form e9 plus ဝါခဲတာပေါ့နော်တုံးထားတာပါနောက်တစ်ခု彼女は医者の家に生まれたから医学に詳しいわけだအဲ့တော့သူမဆရာဝန်နေမိသားစုမှာအမွေးဖွားလာတဲ့အတွက်ကြောင့်မလို့医学に詳しいわけだဆိုတာကဆေးပညာကိုပတ်သက်ပြီးတော့အများကြီးသိတာပေါ့ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့တော့ဆေးပညာနဲ့ပတ်သက်ပြီးတော့သိတာပေါ့သူကဘာလို့လဲဆိုတော့ဆရာဝန်မှာမွေးလာလေဆရာဝန်နေမိသားစုမှာမွေးလာတယ်သူကဆေးပညာနဲ့ပတ်သက်ပြီးသိမှာပေါ့အဲ့လိုအဓိပ္ပာယ်မျိုးပြောတာပါအဲ့တော့ဒီမှာဆိုလို့ရှိရင်ခွာစီဝါခဲတာ e adjective ကိုသုံးထားတာပါနော်ခွာစီဝါခဲတာဒါကတော့နောက်ဆုံးစာကြောင်းလေးပါ test の点が分かった悪かったစာမေးပွဲအမှတ်တွေမကောင်းဘူးတဲ့全然勉強しなかったわけだစာမလုပ်ခဲ့မှာတော့ဆိုတဲ့အဓိပ္ပာယ်မျိုးနော်စာမလုပ်ခဲ့မှာတော့ဖြစ်မှာပဲလေသူ text တွေမှာအမှန်မကောင်းဘူးဥပမာထားပါတော့ကိုကစာမေးပွဲဖြေတယ်ဥပမာစာမေးပွဲမှာကိုကစာမကြက်ခဲ့ဘူးကွာအဲ့ဒါဆိုလို့ရှိရင်ဥပမာအမှတ်ကထားပါတော့60လောက်ရမှာဥပမာ60 80လောက်ပဲရတယ်အမှတ်ကလောက်ပဲရမှာပေါ့ငါမှစာမလုပ်ခဲ့တာအဲ့လိုမျိုးကိုကြောင့်ကိုသိသွားတာပေါ့နော်အဲ့လိုမျိုးအိပ်ပဲမျိုးပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်စာကမတက်ခဲ့တော့ဒါဖြစ်တင်တယ်သူအမှတ်နဲ့မှာပဲဒါမထူးဆန်းအဲ့လိုလေးပဲမျိုးနဲ့ပြောတာပေါ့နော် Bankyos 9ဆိုတဲ့ဒီ verb plain form နော် shina khata အဲ့တော့ shina khata သူကအတိတ်ကာလကိုပြောရခဲ့တဲ့အတွက်ကြောင့်မလို့ shina khata ဆိုပြီးတော့သူကမလုပ်ခဲ့တဲ့
မှာတော့ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်잔잔 반겨시나 갔다 와케다 ပြီးတော့သုံးထားတာပေါ့နော်ဒါဆိုရင်ဒီ 와케다 ဆိုရဲဒီ grammar လေးပေါ့နော် grammar လေးကသူ့ရဲ့အဓိပ္ပာယ်ကရှေ့မှာအကြောင်းရင်းရှိရပေါ့နော်အဲ့ဒီအကြောင်းရင်းကြောင့်လူမျိုးဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ဒီလိုဖြစ်တာမှန်တယ်ပုံမှန်တဘာဝကြတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သူကပြောတာပေါ့နော်အရင်ဆုံးသူ့ရဲ့ pattern လေးကတော့ now ဆိုလို့ရှိရင် na တော့မဟုတ် dare to plus ဝါခဲတာ past playing ဆိုလို့ရှိရင်ဝါခဲတာပဲပေါင်းမယ်ပြီး e ဆိုလို့ရှိရင်လည်း e adjective က plain form plus ဝါခဲတာ na adjective မှာတော့na ကိုဖြုတ်စရာမလိုပေါ့နော် na plus ဝါခဲတာဆိုပြီးတော့ pattern လေးပေါ့နော်အဲ့တော့ဒီနေ့မှာကတော့ဒီ grammar လေးကိုပဲတစ်ခုပဲပေါ့နော်တင်ပေးတော့ပါမယ်နောက်နေ့ကြလို့ရှိရင်လည်းနောက်ထပ်ဒီ grammar ဒီနဲ့ပတ်သက်ပြီးတော့ video လေးတွေကိုထပ်ပြီးတင်ပေးတော့ပါအောင်မယ်နော် bye bye